ကျွန်တော်အခုပြမယ်ကိုနိုလေးရဆိုရင် Ono Aya အတွင်းမှာရှိတဲ့ Lupini project ပဲဖြစ်ပါတယ်ဗျာဒီ Lupini project လေးရဆိုရင် Ono လမ်းပေါ်မှာတည်ရှိပြီးတော့မှဘေဒင်3ခုပါရှိမှာပဲဖြစ်ပါတယ်ဘေဒင် A နဲ့ဘေဒင် B ကတော့ Luni Kuno ဖြစ်ပြီးတော့မှဘေဒင် C ကတော့ပတ်လောင်း Kuno ပဲဖြစ်ပါတယ် facility အနေနဲ့ကတော့အလဲမှာဆိုရေယူကန်လေးရှိမယ်ပြီးတော့ Green Area ထားပေးထားပါတယ်ဗျာအဲ့တော့ဒီ project လေးရဲ့အခန်းအခါလေးကိုကျွန်တော်တစ်ချက်တော့သွားပြီးလေ့လာကြည့်အောင်ကျွန်တော်အခုပြမယ်ခန်းလေးရဆိုရင်25 square မှာအသေးဆုံးခန်း studio ခန်းပဲဖြစ်ပါတယ်ဗျာဒီခန်းထဲကိုဝင်လိုက်တာနဲ့ spray kitchen ရှိမယ် studio ခန်းဖြစ်တဲ့အတွက် living area နဲ့ bedroom ခန်းနဲ့ကိုတော့တစ်ဆက်တည်းလုပ်ထားပြပါတယ်ဒီဘက်ချမ်းမှာဆိုရင်တော့ရေရှုခန်းအင်တာရှိပါမယ်သူက studio ခန်းဆိုရင်ပဲ balcony လေးထားပေးထားပါတယ်ဗျာနောက်ထပ်ပြမယ်ခန်းလေးရဆိုရင်30 square meter မှာ one bedroom ခန်းပဲဖြစ်ပါတယ်အခန်းထဲကိုဝင်လိုက်တာနဲ့ open kitchen ရှိမယ်ဆက်သွားလိုက်မယ်ဆိုရင်တော့ living area နဲ့ balcony ကတစ်ဆက်တည်းဖြစ်မယ်ဒီဘက်ချမ်းမှာဆိုရင်ရေရှုခန်းအင်တာပါတယ် master bedroom ခန်းရှိပါမယ်ခုပြမြတ်အခန်းလေးရဆိုရင်38 square meter မှာ two bedroom ခန်းပဲဖြစ်ပါတယ်အခန်းထဲကိုဝင်လိုက်တာနဲ့ open kitchen ရဲ့ dining area နဲ့တစ်ဆက်တည်းဖြစ်မယ်ကျွန်တော်ရဲ့ညာဘက်ချမ်းမှာဆိုရင်ခွန်မောင်းထားလိုက်ရှိမယ်ဒီညတော့ဒါ living area ဖြစ်မယ်ဗျ living area နဲ့ balcony နဲ့ကိုတော့တစ်ဆက်တည်းလုပ်ထားပေးပါတယ်ဒီဘက်ချမ်းမှာဆိုရင်တော့ဒါပထမအိတ်ခန်းရှိမယ်ဒီဘက်မှာဆိုတော့ဒါဒုတိယမြောက်အိတ်ခန်းရှိပါမယ်Lupini Pan on 19 project လေးကိုစိတ်ဝင်စားတယ်လူကလည်းလာကြည့်ရှင်နေဆိုရင်တော့ Trust and Promise Panel Property ကိုဆက်သွယ်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်